အရင်ဆုံး objective ဂျန်ဂယ်လာလို့ပြောလိုက်တာနဲ့ fighter ဂျန်ဂယ်လာတွေတန်ကီဆန်တဲ့ဂျန်ဂယ်လာတွေကိုရှင်းဖို့ရလူတော်များများဂျန်ဂယ်လာချင်းဖြစ်ဖြစ်ဂိုးလိုက်နာမတ်စမန်နဲ့ပဲဖြစ်ဖြစ်ရှင်းလို့ရတယ်လို့ထင်ကြတယ်ဒါပေမဲ့ဒီလို objective ဂျန်ဂယ်လာတွေကိုအာလီနဲ့မဂိမ်းလိုဘက်တွေမှာကောင်းကောင်းကြီးဒုက္ခပေးနေတာမစ်လဲရမေဟီရိုတွေပဲဘာဖြစ်လို့မေဟီရိုတွေလဲဆိုရင်သူတို့ရဲ့အရေးပါတဲ့ပုတ်ဒမ်းမိတ်တွေ brush ဒမ်းမိတ်တွေကဒီဟီရိုတွေကိုတော်တော်လေးစိတ်ကင်စားပေးနိုင်လို့ပဲလို့ပြောရမယ်အဲ့လိုအမှာဟီရိုတွေကိုရှင်းဖို့ဘယ်မေဟီရိုတွေကအသင့်တော်ဆုံးလဲဆိုရင်ပထမဆုံးဟီရိုကတော့ YV ဆိုတဲ့ဟီရိုကအရင်တည်းကဂျွေးပဲဂျန်ဂယ်လာတွေတန်ကီဆန်တဲ့ဟီရိုတွေကိုဖြည့်ရှင်းမှုကရွေးချယ်ကြတယ်။ဒါပေမဲ့မတာအပြောင်းလဲတွေကြားမှာ objective ဂျန်ဂယ်လာရော assassin ဂျန်ဂယ်လာတွေရောရွေးချယ်ချင်တာရွေးချယ်ရတဲ့ဒီ season မှာ YV ရဲ့ K2 spare ကနေရတဲ့ early damage 85 late game 125အထိကိုရတဲ့ damage တစ်ခုကြောင့် early time မှာ mid lane rotation တွေကိုကောင်းကောင်းပို့လုပ်နိုင်တယ်လို့ ultimate damage ကိုပါ early မှာပို့ပေးနိုင်အောင်85အထိထားပေးထားတယ်။ပြီးတော့ Yif ရဲ့ real ultimate အကွက်ကိုပါသူ့ရဲ့ range နဲ့ target ကိုထီအောင် position ဘယ်လိုထားရမလဲပုံစံကိုမြင်အောင်ထည့်ပေးထားတာတကယ်အရေးကြီးတဲ့အချိန်တွေမှာပဲဖြစ်ဖြစ် objective battle တွေမှာပဲဖြစ်ဖြစ်ကိုလိုတဲ့ target ကိုအထဲဝင်အောင်လိုက်ချလို့ရတာကတော့ဒီ hero တော်တော်လေးအဆင်ပြေသွားတယ်အဲ့ဒါကြောင့်မလို့ objective battle တွေမှာ Yif လို hero နဲ့ counter ဖို့လူတော်များများပြန်ပြီးရွေးချယ်လာကြတယ်နောက် hero တစ်ကောင်ကတော့ Zushin ဆိုတဲ့ hero က short တက်မယ်ဆိုရင်တော်တော်လေးကိုအာရုံနောက်လို့ကောင်းတဲ့ hero တစ်ကောင်ပါအဲ့ဒါကြောင့်မလို့ high rank party တွေဆော့တဲ့အခါမှာ Zushin လို hero ကို mid lane မှာထားပြီး early မှာတွေက aggressive နဲ့ဖိပြီးကစားကြတယ်။ဘာဖြစ်လို့ Zushin လို hero နဲ့ party တွေမှာ aggressive နဲ့ဆော့ကြလဲဆိုရင် Zushin ရဲ့ skill 2 lana flare ကြောင့်ပဲ။အရင်တော့ဒီ hero ပေါ်တော့ဆိုရင် Zushin အနေနဲ့ skill 2 သုံးလိုက်မှာ mana အရန်ကုန်တယ်။အဲ့ဒါကြောင့်မလို့မွန်တွန်းဘက်က Zushin ရဲ့ skill 2 lana flare ကို mana ကုန်တက်တောင်လုပ်ပေးလိုက်တဲ့နောက်ပိုင်းမှာ run တွေမှာ parry များလာတဲ့အပြင် objective တွေမှာပါခေါင်းတည်ထားတဲ့ main hero တစ်ကောင်ဖြစ်လာတယ်။နောက်ပြီး objective jungle လာရေးဆော့တဲ့တစ်ဖက်အသင်းက fighter တွေတန်းနေနဲ့ vision ဖွင့်ဖို့ရ indicate ရင်လေ Zushin ရဲ့ lana flare ကသူတို့ရဲ့ vision ဖွင့်မှုတွေကောင်းကောင်းဒုက္ခပေးနေတာ early aggressive ဆော့မဲ့သူတွေအပြင် objective ကို target ထားပြီးဆော့မဲ့သူတွေအတွက်ဒီ hero ကတော်တော်လေးကိုအဆင်ပြေမယ်လို့ထင်တယ်နောက် hero တစ်ကောင်ကတော့ Sicilian ဒီ hero ကြတော့ခုနက Zushin လို early မှာတွေကလိုက်ချလို့တော့မကောင်းဘူးဒါပေမဲ့ Sicilian ဆိုတာနဲ့လေခိမ်းမှာဂျန်ဂယ်လာတွေ Maxman တွေမပြောနဲ့တန်းတွေမှာတော့ကြောက်လောက်တဲ့ hero damage ပေးနိုင်တဲ့ hero တစ်ကောင်လို့ပြောရမယ် early ဘိုက်မှာတခြားမိတ်တွေလို damage လည်းအများကြီးမပေးနိုင်တယ်လို့ mana လည်းအရန်ကုန်တဲ့ hero ဖြစ်နေတာကြောင့် Sicilian ဆိုတဲ့ hero ကင်မယ်ဆိုရင် early ဘိုက်ကိုအရန်သတိထားပြီးဆော့ရပြီးသူ့ရဲ့ stat တွေကိုတေချာစုနိုင်မယ်ဆိုရင်လေခိမ်းတော့မဟုတ်ဘူး mid game လောက်မှာတွေကတစ်ဖက်တင်းဘက်က main နဲ့ Maxman တွေမဟုတ်ပဲဂျွေးပဲဂျန်ဂယ်လာတွေတန်ကီဆန်တဲ့ဂျန်ဂယ်လာတွေindicator အမာ hero တွေကိုပါသူ့ရဲ့ skill 1 impact ရိုက်တဲ့ damage နဲ့တင်တစ်ဖက်အသင်းကိုကောင်းကောင်းဒုက္ခပေးပြီးအနိုင်ရအောင်ကစားလို့ရတယ်လို့ပြောကြရင်လည်းဒီ view လေးကိုအဆုံးသတ်ချင်ပါတယ်